အမှုတစ်ကိုကြည်ခိုင်းတာ Amen. Hallelujah လူတွေကကား accident ဖြစ်မှုတဲ့လူတယောက်ကတခုခုကားလေးဆောင်းသွားပြီဆိုရင် traumatize ဆိုတဲ့ trauma ရှိတယ်သူတို့မှာနည်းလေဖတ်ဆိုဖြစ်သွားပြီဆိုရင်ဘာဖြစ်တယ်လဲအဲ့ဒီဟိုတော့ဖြစ်တဲ့ပုံစံအတိုင်းပဲပြန်ဖြစ်တော့မလားဆိုတဲ့ကြောက်ရွံ့တဲ့စိတ်နေရာယူထားတဲ့လူတွေမှာအရန်စင်းရဲဘူးတဲ့လူတယောက်ကစင်းရဲမှအရန်ကြောက်တယ်အနှိမ်ခံမှုတဲ့လူတယောက်ကသူများလာနှိမ်မှအရန်ကြောက်တယ်သူများလက်ညှိုးထိုးခံရတဲ့လူတယောက်ကသူများပြန်လာလက်ညှိုးထိုးမှအရန်ကြောက်တယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့သူများလက်ညှိုးမထိုးခင်မှာကိုက defense ပြန်ကာပလိုက်တယ်ရှန်နာလေးကိုရှင်းပြမယ်ကြည့်ရှုတယ်မင်းကြည့်ရမယ့်အရာကအမှုတင်တင်းကိုဖျားသခင်ကြည့်ခိုင်းတာအမှုတင် Come on တင်မရလိုက်မှဆရာဆိုရင်တော်များများအမှုတစ်ကိုမမျှော်လင့်ရဘူးပြောချင်တာအမှုတစ်ဆိုတာဘာလဲသိလားညီကောင်မောင်မတော်သင်အိမ်မက်တောင်မမတ်ရဲတဲ့အရာတွေ Come on သင်အိမ်မက်တောင်မမတ်ရဲတဲ့အရာတွေသင်ဘဝမှာဖြစ်လာလိမ့်မယ်အခုဆရာဒီနောက်ပိုင်းမှာတရားဟောရင်တရားဟောချက်ဟောနာမဟုတ်ဘူးဆရာ prophet ပြုနေတာဆရာဝိညာဉ်သားသမီးတွေအားလုံးလည်းဆရာပြောမယ်တင်းရဲ့တရားဟောချက်တိုင်းက prophet ပြုခြင်းဖြစ်ပါစေ hallelujah hallelujah အတိတ်ကအရာတွေကိုတို့ပြောနာမဟုတ်ဘူးဖြစ်လာမယ့်အရာကိုအာမခံချက်အပြည့်နဲ့ပြောရတဲ့သူဖြစ်ကိုဖြစ်ရမယ်ကြည့်ရှုလို့ come on ပြောရအောင်ကြည့်ရှုလို့ဘသူကလဲဖယားကအမှုတစ်ကိုငါပြုမယ်ဘသူကပြုမှာလဲ I am who I am ဆိုတဲ့ဖယားကအမှုတစ်ကိုပြုမှာဖြစ်တယ်